မင်းမကဲငါထိုင်ဟာမိမဘလို့လို့အဲ့လိုကြီးထိုင်တာတော့ကျန်ကျန်နဲ့မထိုင်နဲ့လေအရင်လိုမိမကျန်ကျန်နဲ့ထိုင်လို့မရတော့ဘူးပိုက်ထဲမှာရင်သွေးလေးရနေဖြည်းဖြည်းထိုင် လေအခုမှလာပြီးအကဲလာပုံနေတယ် ဟောမိမအကဲပူတာပုတ်ပါဘူးမိမအတွက်စိတ်ဘူးလို့ပြောတာ မိမကိုစိတ်ပူရလားဗိုက်တွေကကလေးကိုစိတ်ပူရလားပြော အိုးမိမရေနှစ်ခုလုံးပေါ့မိမအတွက်လည်းစိတ်ပူတယ်ဘိုက်ထက်ကလေးလေးအတွက်လည်းစိတ်ပူတယ်ဟိုအဓိကလေယောက်ျားဦးရဲ့တာဦးလေးမလို့ပို့ပြီးဂရုစိုက်ရမယ်လေ နေပါဦးကိုဝင်းအခုမှ3လပဲရှိသေးတယ်လေဘာလို့တားလေးလို့တက်ရပြောနေရ ဒါလို့ရှိရလေဟိုယောက်ျားကတားလေးလိုချင်တော့အဲ့ကြောင့်ပြောကြည့်တယ် ဟုတ်ကြဗိုက်ထက်ကလေးကတားလေးပဲဖြစ်ပြီးပြီးရှင်ချက်မှာမဟုတ်ဘူးလားပြော ဟောချစ်ရမှာတော့ချစ်ရမှာမိမရေအဲ့မိမရေဟိုယောက်ျားလေးမွေးတော့ပို့ပြီးအားမကိုးအောင်လား မလေးအဲ့ဒါဟိုးအရင်ခက်ကပါအခုမြကြီးလိုက်နော်ယောက်ျားလေးဖဲသမားနဲ့စီးသမားနဲ့အရက်သမားနဲ့နော်ပြီးလို့ရှိရင်ကိုကအားမကိုးပါမယ်နဲ့သူတို့ပြန်ထိန်းနေရအောင်မယ်ဟိုမိန်းကလေးကမှဘာပဲဖြစ်လိမ့်မာတယ်မိဘစကားလည်းနားထောင်တယ်နော်မိဘကလည်းအရန်သိတတ်တာနော် ဟိုမိမရေနေရလဲဟာဟိုမိန်းကလေးကောင်းတာရွယ်ထည့်ပြောနေတယ်နင်းနေပါစူးကလေးလည်းထည့်ပြောမှာ ဘာဆိုလို့လဲပြောပါအောင် မိမဟိုရှေ့စကပုံမကြားဘူးလားသမီးတကောင်ငါ1000နဲ့ဟိုပြီးတော့မိမရေခစ်ခါလာကောင်းတာမို့လူစိုးတစ်ခုကပိုးပါပြီတဲ့မတော်လို့လေငါသမီးလေးသူတို့နဲ့ညားသွားငါ့ကိုရင်ချိုးမှာပေါ့အဲ့အကြောင်းယောက်ျားလေးလိုချင်တယ်လို့ယောက်ျားပြောတာ သမီးလေးပဲလိုချင် ဟောယောက်ျားလေးပဲလိုချင်တာ သမီးလေးလိုချင်ပါ ယောက်ျားလေးပဲလိုချင်တာယောက်ျားလေးပဲလိုချင်တာ ဒါမြင်းနေနေတော့ဒါဆိုလို့ရှိရင်ရှင်နဲ့ကျမတခုလောင်းမလား နောက်မလေးဘာကြည့်လောက်မှာ တကယ်လို့သမီးလေးမွေးလို့ရှိရင်အဲ့သမီးလေးအနာဂတ်ကိုကျမပြည့်ပြီမလားရှင်လုံးဝမပါရအောင် ဟုတ်ပြီ တကယ်လို့ရှင်နိုင်မလို့တားလေးမွေးလို့ရှိရင်ကော့ကိုပြည့်ပြီကျမလုံးဝမပါ တကယ်တော့နော် တကယ်ပြော တော့မပါဘူးနော် ပါအောင်လို့ အဲ့ကျန်တော့ယောက်ျားတဘောစုရတော့ဟုတ်တယ်အဲ့ဆိုယောက်ျားတို့ဂရီးတစ္ဆာလေးကဲဟိုင်ဘိုင်အေးမွေးကနေပါပြီငါသမီးလေးမွေးတော့မယ်အေး ဒီကထားနေချင်းလေးယူမပေါ့ဘူးတော့မွေးတော့မယ်မွေးပြီတော့မွေးပြီ မွေးပြီဟိုဘာလေးမွေးရလဲ ယောက်ျားလေးတော့ ယောက်ျားလေးဟာယောက်ျားလေးမွေးပြီဟာတတ်ဆုံးငါလိုက်ပြီဗောငါလိုက်ပြီတော့ယောက်ျားလေးမွေးပြီကွာဟာငါသားလေးကိုငါဘာငါသွန်နေဆုံးပါမယ်ငါဘာငါပြုစုမယ်ဟာမအခုမှပြောစရာမလိုတော့ဘူးဒါပဲလေကွာငါနိုင်သွားပြီကွာငါသားလေးကိုငါတက်လို့ပြောတော့မယ်အပလေးသားလေးရကြည့်စလေးချင်းဟိုယောက်ျားလေးတော့တော်တော်တူရနော်ဒါမိမကိုချစ်လို့အဲ့လိုမျိုးထွက်တာ ပြောမနေပါနဲ့ဟောပွဲရမပြီးသေးစောင့်ကြည့် မိမဗာလဲမိမရှုံးလို့မကြင်မနဲ့ဖြစ်နေရလားဘာမှမဖြစ်ပါနဲ့မိမရဲ့ကိုသားလေးပဲလေနော်ယောက်ျားသူနေဆုံးမနားတော့မကလေးလေးအေးချစ်စရာလေးချင်းအေးသားလေးသားလေးဟာမိမရေကလေးကိုပြင်ဆင်တာမပြီးတော့လားကြောင်းချင်နီးနေပြီဟာ အာပြီရှင်ဟိုမှာနဲ့ပြင်လို့ကြာနေရတာ မိမရေယောက်ျားလေးပဲအဲ့လိုပြင်ပေးစရာလိုလို့လောက်ကွာကဲတာရေ ရှင်းပဲ ရှင်နဲ့ဟာဟဲ့ဘယ်လိုခွဲတာဟာဟဲ့ဒါဘယ်လိုဖြစ်တာဟောဒါရေကိုလုံးမိမပုံစံဘယ်လိုဝဲပြရ မင်းပြင်မလားလိုက်လာ အမေကြီးကဟာဒုက္ခပါကွာမိမနေဘယ်လိုပြင်ပေးလိုက်တာတော့ဟာ ကျမရှင်မပြောခဲ့ဘူးလားပွဲရမပြီးသေးပါဘူးလို့ကျမကျလို့ရှင်ဘာမစိုးဖြစ်တယ် ဒုက္ခပါကွာမိမ